သူတော်လည်းပါတယောဓာနီဝီမာယောဘောသမုတ်ဘဝီအဘိဓမ္မာဘေဒီဘာတိတာရုမနောနုရစ္စနီဘောစကြဝဠာနန္ဒတွင်ဒီနေကိယအိုနတ်မြမအပေါင်းတို့ဒါနီပဋ္ဌာန်းဒေသနာရွတ်ဖတ်ရဲ့အချိန်ရောက်ရာဤအခါ၌သူတော်လည်းပါတယောဗုဒ္ဓဘာတော်တုံလည်းဘောနှင့်ကျုံသောကာလသာသနာအချိန်ခါကိုကျိန်လာတွေးမှရခဲ့ကြ၍အလွန်တရာရခဲ့လာစွာသောဝီမာယောခခဲသဘောနည်းနည်းသောနှင့်ဟုတ်သောမှန်သောစင်မင်ဟောမှာတည်သောအရာလွန်စွာသိမ်မွေးပကတိသဘောဆက်ရှင်တော်၍အောဖွယ်လဲကောင်းမိထားသောအဘိဓမ္မာဘေဒီတဘာဝကျုံရှုံအလုံးစုံကိုဖုံဖုံခွဲထားပန်းဖြတ်ရှာဖြင့်ဖယားစီနောဟောမိန်ဖော်သည်ဒေသနာတော်ဥက္ကဗိဓမ္မာတရားမြတ်ကိုဟောအခရာဆယကနှင့်လွန်စွာတူပြီဗိဓမ္မာတရားစီကြည်သည်သမုတ်ဘဝီဖြစ်ထွန်းပေါ်ပေါက်တော်မူလာခဲ့ပေပြီတာရုမနောနုရစ္စနီသူတော်စဉ်စိတ်နှလုံးကိုယူကြုံနှိဆိုင်တရားဖြစ်စေနိုင်လေရှိသောအဘိဓမ္မာဘေရီအဘိဓမ္မာတရားစီကြည်သည်ဘာတိလူပြည်လောကလူဌာန၌ဓမ္မနှခေါင်တရားရောင်ဖြင့်ပြောင်ပြောင်ဝင်းဝင်းထွန်းလင်းတောက်ပါ၍နေပါပြီတကား